Hello မြန်မြကနေကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မှာတော့မြက်ကအရောင်းလေးကိုရဲ့ပတ်မထူလေးထုတ်ပြသွားမှာဖြစ်ပါတယ်နော်ပထမဆုံးလိုအပ်တာလေးတွေကတော့ချီနှလုံးလုံးပဲပေါ့နော်ချီတော့တန်ရဲ့ကိုချီကတော့ Grammy ချီကိုသုံးပေးထားပေါ့နော်ပထမဆုံး cross ပုံစံမျိုးနဲ့အရင်လုပ်ပါမယ်ဒါပြင်ထဲကနေပြီးတော့ချိန်ခွင့်လေးဖန်တီးမယ်ပေါ့နော်အောက်မှာလည်းပတ်သက်လေးရေးထားပါတယ်နော်ပထမဆုံးခမီးတစ်ခုစားထိုးပါမယ်ချိန်တစ်ခုထိုးပြရနဲ့အဲ့ထဲမှာပဲဒိုင်တိုရှစ်ကိုထိုးသွားပါမယ်နော်ပထမဆုံးအောက်ကနေပြီးတော့ချီကိုယူပြီးတော့တစ်ခါလေးဆွဲသွားဖြစ်ပါတယ်ဒိုင်တိုရှစ်ကိုထိုးပြတဲ့အခါကျလို့ရှိရင်အဆုံးတက်မှာတော့ slap step နဲ့ဆုံးသက်သွားပါမယ်တိုင်ရှိတစ်ခုအရင်ထိုးပါမယ်တိုင်ရှိထိုးပြီးရင်သူ့ရဲ့ဘေးပေါက်မှာတော့တိုင်ရှိနှစ်ခုထိုးပါမယ်နော်ကျန်တဲ့အပေါက်တိုင်းမှာလည်းတိုင်ရှိနှစ်ခုစီကိုထိုးတော့မှာဖြစ်ပါတယ်အဲ့ပုံစံအတိုင်းပဲတစ်ပတ်လုံးတိုင်ရှိနှစ်ခုစီအပေါက်တိုင်းမှာထိုးတော့မှာပါနော်ပြီးလို့ရှိရင်တော့ထုံးစံအတိုင်းပဲအဆုံးတက်ကို slap stitch နဲ့အဆုံးတက်ပါမယ်နော်ဒီပုံစံလေးထိုးလို့ဆိုရင်တော့ခြေစာလေးပေးပါမယ်နော်ဒီပုံစံလေးရခဲ့မှာပါနော်အဲ့ပြီးလို့ရှိရင်ခြေပြောင်ခြေလို့ယူပြီးတော့ cross ပုံစံလုပ်ပြီးတော့အထုံးလေးလုပ်ပါမယ်ပထမထိုးထားတဲ့ဆွတ်လက်လေးနဲ့ဆွတ်လက်အပြောင်းလေးသုံးပါတော့နော်ခုလေးရနေတယ်ဒီအထုံးလေးကိုဆွဲလိုက်ပါမယ်ဆွဲယူတရားနဲ့ခုလေး6ခုလောက်ပါမယ်တစ်ခုနှစ်ခုသုံးခုလေးခုငါးခု6ခုအဘလို့ရှိသူက6ခေါက်ရ4ခေါက်ရပါမယ်တစ်ခုနှစ်ခု3ခု4ခု4ခေါက်ရပြီးတော့တစ်ပတ်ချင်းစီဆွဲထုတ်သွားမှာပါเนาะတခါတည်းချီစာကိုတင်ခဲ့မှာပါတစ်ပတ်နှစ်ပတ်သုံးပတ်လေးပတ်ငါးပတ်အဲ့လိုပုံစံအတိုင်းပဲဒုတိယအပေါက်မှာ3ခေါက်ထိုးပါမယ်เนาะ
တော့တရေရက်တင်မယ်ပြီးလို့ရှိရင်အဲ့နှစ်ခုကိုပြန်ပြီးတော့ခါရရက်ပြီးတော့ဆွဲထုတ်လိုက်မယ်ပြီးလို့ရှိရင်ဖုန်မီ3ခုပြန်ပြီးတော့ထိုးပါမယ်ပြီးရင်အထဲမှာ slab stitch ထိုးမယ် slab stitch ထိုးပြီးရင်ဖုန်မီ3ခုပြန်ထိုးမယ်နော်တစ်ခုနှစ်ခုသုံးခုပြီးရင်အထဲမှာပဲထိုင်ရှည်နှစ်ခါပြန်ထိုးမယ်နှစ်ခါပြီးလို့ရှိရင်ဖုန်မီ3ခုထိုးပြီးတော့အဆုံးသတ်လိုက်မှာပါနော်ဖုန်မီ3ခုထိုးမယ် slab stitch ထိုးမယ်အဲ့လိုဆိုရင်တော့ဖဲပွင့်နေရပါပြီနော်ပြီးရင်ခြေစားကိုကတိနဲ့ဖြတ်မယ်ဖြတ်ပြီးရတဲ့အလဲကအဝိုင်းလေးကိုဆွဲထုတ်လိုက်မယ်ပေါ့နော်အလဲကအဝိုင်းလေးကိုဆွဲလိုက်မယ်အဲ့အဝိုင်းလေးကိုဆွဲမယ်ဆိုလို့ရှိရင်ဖဲပွင့်ပုံစံလေးရသွားပါနော်ဆွဲပြီးတော့အစင်ပြေလေးချိလိုက်မယ်နော်ဒီလိုဆိုရင်တော့ပြထားတဲ့ဖဲပုံစံလေးရသွားမှာဖြစ်ပါတယ်နော်